ပိုင်းသုံးမှာတော့လူကုန်ထံတထေးတွေပဲရှိတဲ့ခမ်းမတစ်ခုထဲမှာအားလက်လီရဲ့ကြောက်ထုလက်ရတစ်ခုကိုတန်ဖိုး1.3 ဘီလီယံဝန်းနဲ့ကျန်းခင်းစေးစခေါ်ကြောင်းကြေညာနေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့အပြိုင်ဆိုင်တွေတိုးပေးနေကြရင်လည်း online ကတယောက်က1.8 အထိပေးနေကြောင်းကိုကြေညာနေပြန်ပါတယ်။တစ်ဖက်မှာလည်းအပြိုင်တထေးတယောက်ကတိုးပေးတိုင်းထဲကျွန်းကိုအကွက်စင်ကျိုးကင်တဲ့သူကချောကလက်တကြားလုံးလေးစားပြရင်လည်းအတွင်းမှုကဈေးမြင့်ပေးနေပုံပါပဲ။နောက်ဆုံးအပြိုင်ဆိုင်တိုးပေးနေရင်လည်းလေလံပေးသူနံပါတ်39က3 ဘီလီယံထိရောက်လာခဲ့ကဒီတစ်ခေါက်တော့တစ်ခါတိုးတိုင်းကို900 မီလီယံဈေးနှုန်းဖြစ်တဲ့အကြောင်းကြေညာနေရင်ကျန်တဲ့သူတွေကလက်ရှောင်သွားခဲ့ပေမဲ့ online ကနေလေလံဆွဲသူက3.5 ဘီလီယံထိတိုးပေးနေတာကြောင့်နံပါတ်39မှာ cut up break ယူဖို့လက်ထောင်ပြလိုက်ပါတယ်။အိမ်နောက်မှာတော့ခလေးရုံးနဲ့ဗီဒီယိုဟန်တန်ဥက္ကဋ္ဌရှင်းမြောင်းဟုဆိုသူဖုံးဝင်လာပြီးဒီပပူလက်ရမဟုတ်ပဲတခြားတစ်ခုခုကိုပေးလို့ရမလားလို့မေးလိုက်ပြီးလေလံဆွဲစရာမလိုတဲ့တစ်ခုခုကိုပေးရင်ပုံမကောင်းဘူးလားလို့မေးလိုက်ပါတယ်။ယိုဟန်ကတော့ဥက္ကဋ္ဌကြီးသားဖြစ်သူရဲ့နာမည်ကုန်သတင်းတွေကိုဈေးဘယ်လောက်သတ်မှတ်နိုင်မှာလဲလို့မေးလိုက်ပြီးတကယ်လို့ဒီဟာကိုမှမွယ်ပေးနိုင်ရင်ဥက္ကဋ္ဌရဲ့တောင်းဆိုချက်တွေကိုပယ်ဖျက်မယ်လို့ပြောနေတာကြောင့်သားဖြစ်သူရဲ့ပြဿနာတွေကိုဇတေးဖို့ဇလန်းစင်ဖို့တောင်းဆိုထားပုံရပါတယ်။အိမ်နောက်မှာတော့ခမ်းမတွေကိုပြန်ရောက်လာကလေလံပွဲကိုစတင်လိုက်ပြီးဥက္ကဋ္ဌမြောင်ရှင်တိုးတိုင်းမှာသူပါဈေးလိုက်မြင့်နေခဲ့ကနောက်ဆုံးမှာတော့6 ဘီလီယံဝန်းနဲ့လက်လျှော့ပေးလိုက်ပေမဲ့ဥက္ကဋ္ဌရဲ့မျက်နှာကြောင့်ပြောစရာမကောင်းနေကြောင်းကိုပြောနေခဲ့ပါတယ်။အိမ်နောက်မှာတော့လေလံပွဲကနေယိုဟန်တယောက်သူ့ရဲ့ဆိုင်အိမ်ကိုပြန်ကားနဲ့ပြန်လာခဲ့ပြီးဥက္ကဋ္ဌပေးပို့လိုက်တဲ့ရုပ်ထုကိုကြည့်ကတားဖြစ်သူကိုစိတ်အေးထားဖို့ပြောလိုက်ပြီးသူ့အစာဝင်ခိုင်းတဲ့ထောင်သားကတော့ဗဇက်တဲ့ကိုဆာရွက်ထည့်ပြီးတေဆုံးသွားတဲ့အကြောင်းကိုပြောကစိတ်ပြေလက်ပြောက်ဖြစ်အောင်ခရီးလေးထွက်ဖို့မာနေခဲ့ပါတယ်။တကယ်တော့သူအစားထိုးလိုက်တဲ့သူကထောင်ကျုံးပေးတဲ့ကျန်းစာရွက်ကိုဗဇက်တဲ့ထည့်ပြီးတေဆုံးသွားခဲ့တဲ့သူပါ။ယိုဟန်ရဲ့အိမ်ထဲမှာတော့မြောင်များစွာသောရုပ်ထုတွေကရှိနေခဲ့ပါတယ်။အိမ်နောက်မှာတော့အစည်းအဝေးပွဲတစ်ခုမှာမြေကွက် project အတွက်ကုန်ကျစရိတ်တွေကိုဆွေးနွေးနေရကအမှုဆောင်တွေကသဘောမတူနေတဲ့အချိန်ယိုဟန်ထံဖုံးဝင်လာသူကထဲကျွန်းစီကနေပြန်ထွက်လာတဲ့ရှင်းနေဖြစ်ပြီးရှင်းလင်းမှုလိုကြောင်းကိုပြောတော့လိုအပ်ရင်တော့လောက်ရမယ့်အကြောင်းကိုပြောကအိမ်နောက်မှာတော့ညှိမရတဲ့ဘတ်ဂျက်ငွေကိုဝယ်ဖို့ပြောကအစည်းအဝေးကနေထထွက်လာခဲ့ပါတယ်။အိမ်နောက်မှာတော့လူတစ်ယောက်ကိုပြသနေပြီးဖုံးဝင်လာကအမိတ်တစ်ခုကိုပေးလိုက်တာကြောင့်လက်ခံလိုက်ပုံပါပဲ။အိမ်နောက်မှာထောင်ထဲကိုပြန်ရောက်သွားပြီးထဲကျွန်းလမ်းလျှောက်နေတော့ထောင်သားတစုရှေ့ကပိတ်လိုက်ကဒေါစုကသူ့တပည့်တယောက်ကမနက်လက်ဝဲပြန်ပွဲရှိတာကြောင့်လေ့ကျင့်မှုအထိုးခံခိုင်းနေပါတယ်။ထဲကျွန်းကတော့ညင်းဆိုကဒီတလောတွင်သူလေ့ကျင့်ခဲ့တဲ့အရာတွေကိုလက်တွေ့အသုံးချရင်းနဲ့ဒေါစုထန်သွားကနောက်ဆိုသူ့ကိုလာမထိဖို့ပြောလိုက်ပါတယ်။အိမ်နောက်မှာတော့လျှက်စစ်ပစ္စည်းဆိုင်ကိုကောင်မလေး2ယောက်ရောက်လာပြီးအထက်မှာရှိတဲ့ထဲကျွန်းနဲ့နိုအကူရဲ့ဓာတ်ပုံကိုမြင်တော့တော်တော်တန်ဖိုးထားတဲ့လူဖြစ်မှာပဲလို့ပြောကပြန်ထွက်သွားခဲ့ပါတယ်။နိုကူကတော့လျှက်စစ်ပစ္စည်းပြင်လို့ရတဲ့ပတ်စံတွေကိုဟိုအောက်တယောက်ဖွက်နေတော့ဖာတာရောက်လာပြီးကျန်းစာပြန်ပေးခဲ့တဲ့ထဲကျွန်းအကြောင်းကိုပြောပြလိုက်တော့စိတ်ပူသွားကထဲကျွန်းတယောက်ဘာဖြစ်တာလဲလို့မေးလိုက်ပါတယ်။နေ့လည်စာထမင်းဝိုင်းမှာတော့မနေ့ကထဲကျွန်းစီမှာခံလိုက်ရတဲ့ဒေါစုကအစာမကြေဖြစ်နေကသူ့အတင်းပြောနေတဲ့ထောင်သားတယောက်ကိုမဲနေခဲ့ပြီးအဲ့ဒီအချိန်မှာပဲဒေါစုနဲ့မတည့်တဲ့ဒိုကန်ဂျာတို့ဖွဲ့ရောက်လာပြီးညိကန်နီးလေးမှာပဲရဲရရှိရောက်လာကပြဿနာမရှာဖို့ပြောလိုက်ပြီးထောင်မှုကခေါ်နေတဲ့အကြောင်းကိုပြောကဒေါစုကိုခေါ်သွားခဲ့ပါတယ်။အိမ်နောက်မှာတော့ထောင်မှုကဒေါစုကိုထဲကျွန်းလွတ်သွားတဲ့ကိစ္စကသူ့စီပါသတင်းရောက်လာပြီးလက်တလောကိုတော့ဘာပြဿနာမှမရှိဖို့နဲ့ဟိုတလောကတက်တည်သွားတဲ့ထောင်သားကိစ္စကြောင့်ခေါင်းခဲနေပြီးမင်းကိုလက်ဆောင်တစ်ခုပေးမယ်လို့ပြောကစာရွက်ကလေးကိုပေးလိုက်ပြီးအဲ့ထဲကထောင်သား2ယောက်ကဒီကိုလိမ်လည်မှုနဲ့ရောက်လာတာဖြစ်ပြီးဖွက်ထားတဲ့ပတ်စံတော်တော်ရှန်တာကြီးကျယ်လို့ဖို့မင်းခန်းထဲကိုထည့်ပေးထားတယ်လို့ပြောကတခုခုပါတဲ့ရင်းနှီးမှုလေးကိုပေးလိုက်ပါတယ်တစ်ဖက်မှာတော့ထဲကျွန်းသတင်းကိုကြားတဲ့နိုအကူကစိတ်ပူပြီးထဲကျွန်းကိုလာတွေ့ကဘာတွေဖြစ်နေတာလဲလို့မေးလိုက်ပြီးမင်းတော့ဖို့ဆေးပေးကန်းထဲမှာဗီတာမင်စီပါတဲ့အားသွေးတွေအပြည့်ထည့်ပေးထားကြောင်းပြောကအစင်ပြေရဲ့လားလို့မေးလိုက်တော့ထဲကျွန်းကသူအပြစ်မလုပ်ထားတဲ့အကြောင်းပြောကကလေးသားချေဖို့ဒီကထွက်တော့မယ်ဆိုတာကိုပြောပြခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဒေါစုရဲ့နောက်လိုက်တွေကထဲကျွန်းကိုဒီတိုင်းပဲထားတော့မှလားလို့မေးလိုက်တော့ထောင်မှုကငငိမ့်လေးနေဖို့မာရတာကြောင့်မတက်တာပဲမဲ့သူ့ရဲ့နောက်လိုက်တယောက်ကိုခေါ်ကမင်းကတော့တိခန့်စရာမလိုတဲ့အကြောင်းကိုပြောပြီးထဲကျွန်းရဲ့အခန်းထဲကိုထည့်ပေးမယ်လို့ပြောနေခဲ့ပါတယ်။ညဘက်မှာတော့ထဲကျွန်းတယောက်သူ့အမှုဆိုင်ရဲ့စာရွက်နဲ့အတူထောင်ရဲ့ဖွဲ့စည်းပုံစာရွက်တွေကိုချိနေပုံကထွက်ပြေးတော့ပဲပုံပါပဲ။နောက်တနေ့မနက်မှာတော့တန်ရှင်းတွေလုံနေရင်းနဲ့ထွက်ပြေးဖို့လိုအပ်တဲ့ပစ္စည်းအချက်လက်တွေဖြစ်တဲ့အဝတ်အစားအခန်းပြောက်သွားဖို့တော့ကတ်နဲ့တာဝန်လဲတဲ့အချိန်က3နာရီခွဲ4နာရီကနောက်ဆုံးအဲ့တွေ့တဲ့အချိန်ပင်မဆောင်ကဖြစ်ဖို့လေဝင်လေရွက်လျှောက်လန်းစားတာတွေကိုညဘက်မှာချရေးနေရင်ဒုက္ခနဲ့ကိုဒေါစုခိုင်းထားတဲ့နောက်လိုက်ဝင်လာခဲ့တာကြောင့်အိတ်ချင်အောင်ဆောင်လိုက်ပါတယ်။အိမ်နောက်မှာတော့မနေ့ကမှနှုတ်ဆက်ဖို့ပြောပြီးညလေရောက်တဲ့ခါမှာတော့ထဲကျွန်းကိုတိတ်ဆိတ်လှုပ်ကြံမှုစူးစမ်းခဲ့ပေမဲ့ပါနက်တဲ့ထဲကျွန်းလည်းပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။နောက်တနေ့မှမိုးလင်းတန်းစီဖို့ခေါ်တဲ့အခါမှာတော့အေးဆေးထွက်လာတဲ့ထဲကျွန်းနဲ့ကွဲပြဲနေတဲ့သူ့နောက်လိုက်ကြောင့်ဒေါစုတယောက်တင်းနေခဲ့ပါတယ်
ထဲကျွန်းကတော့သူ့အပြင်ထွက်ဖို့အရှုပ်ထုတ်ဖြစ်နေတဲ့ဒေါ်စုကိုဖြည့်ရှင်းမှုစဉ်းစားလိုက်ပြီးဒေါ်စုရဲ့ထမင်းဝိုင်းမှာခက်တီတီနဲ့တွားထိုင်ကမင်းကြီးမကိုလိမ်ပိုင်းဆိုင်ရာစော်ကားတဲ့သူဟာမင်းကိုယ်တိုင်ပဲမလားလို့မေးလိုက်ပြီးဘာလို့ဟန်ဆောင်နေတာလဲလို့ပြောတဲ့ကြောင့်ဒေါသထွက်သွားတဲ့ဒေါ်စုလည်းထဲကျွန်းကိုထိုးချိတ်လိုက်ပါတယ်ထဲကျွန်းကတော့လုံသမျှခံနေရဲရရှိရရောက်လာကသူ့အတွက်စိတ်မပူဖို့နဲ့ဒေါ်စုကိုသာထိမ့်သိမ်းပေးဖို့ပြောကသူ့အစီအစဉ်အောင်မြင်တာကြောင့်ထွက်လာခဲ့ပါတယ်နောက်တစ်နေ့မှာတော့ပန်းမီရေတောင်းနေတဲ့ထဲကျွန်းထံမှန်ကန်တဲ့ရဲရရှိရောက်လာပြီးဒေါ်စုကိုတိုက်ပိထားတဲ့အကြောင်းနဲ့တောက်ဆူထားတဲ့ရေမျိုးကိုပေးလိုက်ပြီးလိုအပ်ရင်လည်းထပ်ပြောဖို့မှာနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ထဲကျွန်းပြောင်းကျင်တဲ့ဇုံဘီကအစင်မပြေသေးတာကြောင့်ဇုံအီမှာပဲလှုပ်ဖို့ပြောနေခဲ့ပါတယ်။အဲဒီနောက်မှာပန်းအိုးရဲကိုရေမြုပ်ထက်ကရဲရရှိရန်အတွက်လို့ပြောပြီးစတိုကန်ထဲမှာပန်းအိုးကိုသွားထကပစ္စည်းတွေနဲ့꿰လိုက်ပါတယ်။အဲဒီနောက်မှာတော့ဇုံဘီကိုတန်းရှင်းလုံးမဲ့သူကိုထဲကျွန်းကအမောက်သိပ်ပေးလိုက်ပြီးလိုအပ်နေတဲ့လူတယောက်အတွက်ဘယ်သူလုပ်ပေးမှလဲလို့မေးတာကြောင့်ထဲကျွန်းကသူလုပ်မယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့တိုက်ပီကတော့ကိုယူကသူဖွက်ထားတဲ့စတိုကန်ထဲရောက်လာပြီးပန်းအိုးထဲကရေမြုံနဲ့တော့တန်ရဲ့အရာကိုပေးလိုက်ကကော့နဲ့မိုးလောင်းလိုက်ပြီးအချောက်ခံဖို့ပန်းအိုးကိုပန်းကျန်တဲ့ကိုပြန်ဖွက်လိုက်ပါတယ်။အဲဒီနောက်မှာတော့ထောင်ထဲကိုကာကွယ်ဆေးထိုးဖို့ဆရာဝန်တွေရောက်ရှိလာပြီးထိုသူကတော့ယိုဟန်ကထဲကျွန်းကိုရှင်းလင်းဖို့လွှတ်လိုက်တဲ့သူဖြစ်ပုံရပါတယ်။အဲဒီနောက်မှာတော့စရင်ထဲမှာထဲကျွန်းရဲ့နာမည်ကိုရှာလိုက်ပြီးတီးတန့်ဆေးပလင်းကိုအိတ်ထဲထည့်လိုက်ပါတယ်။တစ်ဖက်မှာတော့အလုံးယုံထဲမှာထောင်သားတွေအလုံးလုံးနေကြပြီးနေလေစာထမင်းစားပြီးဆေးသွက်ထိုးကြဖို့ပြောကတယောက်တည်းကြံနေခဲ့တဲ့ထဲကျွန်းကိုရဲရရှိတယောက်ကသူ့ကားကိုစစ်ဆေးပေးဖို့ပြောလိုက်ပြီးနေလေစာအတွက်ဟမ်ဘာဂါလေးယူခဲ့မှာမို့စားပြီးရင်ဆေးသွက်ထုတ်ဖို့ကိုပြောနေပါတယ်။အရာရှိထွက်သွားတာနဲ့ထဲကျွန်းကသူတိန်းထားတဲ့ကောတော့ချောင်းကိုတော့ဖြစ်အောင်လုပ်ပြီးတန်ချောင်းတွေကိုစဖြတ်နေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲကားပြင်ခိုင်းထားတဲ့အရာရှိကစားပြီးသွားတာကြောင့်သူ့အတွက်ဟမ်ဘာဂါယူကအလုတ်ယုံကိုပြန်လာနေခဲ့ပါတယ်။အလုတ်ယုံမှာတော့ထဲကျွန်းကတော့ပုံဖော်နေခဲ့ပြီးအလုတ်ယုံထဲကနေစံနေထွက်နေကကားပစ်တဲ့နေရာမှာရှိမနေတာကြောင့်ဒီကောင်ပါလုံးနေတာလဲလို့အော်ကလက်ကိုလမ်းဆွဲလိုက်တော့ကားရဲ့အစိပ်ပိုင်းတစ်ခုကိုပြုတ်ပြင်ပေးနေတာလို့ပြောကပြန်ပြင်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့သွားတော့မယ်လို့ပြောလိုက်ပြီးထွက်ဖို့လုပ်တဲ့အချိန်မှာခဏလေးလို့ခေါ်လိုက်ပြီးဘာယူသွားလဲဆိုတာကိုစစ်ဆေးဖို့စက်နဲ့စမ်းတက်လိုက်ပြင်မဲ့မမိခဲ့ပါဘူး။အဲဒီနောက်မှာတော့ထွက်လာခဲ့ပြီးလမ်းမှာဒိုကန်ကြောင်နဲ့တွေ့ကဒေါ့စုကိုကြည့်မြရတာအတူတူပဲမို့လက်တွဲဖို့ကမ်းလှမ်းပြင်မဲ့စိတ်ဝင်စားတဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ကန်ဂျာရဲ့နောက်လိုက်ကထဲကျွန်းရဲ့ဟမ်ဘာဂါကိုယူဖို့လုပ်နေတော့ထဲကျွန်းကဖိတ်လိုက်တာကြောင့်လွတ်ထားပေးဖို့ပြောလိုက်ပါတယ်။တကယ်တော့ရဲရရှိစစ်တုံးကဟမ်ဘာဂါအိတ်တဲကိုတော်ရီထိတ်ခဲ့တာကြောင့်မမိခဲ့တာပါ။အဲဒီနောက်မှာတော့နိုအကူနဲ့ပြောခဲ့တဲ့ဒီထောင်ကတောင်တန်းတွေနဲ့ကာယံထားပြီးအဆောက်တွေနဲ့လုံခြုံရေးတွေများတာကြောင့်နေရန်အောင်ကျော်တက်ဖို့မလွယ်တဲ့အကြောင်းပြောနေခဲ့ပေမဲ့ထဲကျွန်းကတော့ဘယ်သူမှမထင်မှတ်ထားတဲ့ပင်မဆောင်ရှေကထွက်သွားမယ်ဆိုတာကိုပြန်စဉ်းစားမိကအခန်းထဲကနေအဝဲရဲရရှိတယောက်ကစီမထိုးရသေးဘူးမလားလို့မေးလိုက်ပြီးမနက်ဖြန်ငါပွဲတစ်ခုလောင်းတာလို့မင်းအားနေနေမှာဆိုလို့ကာကွယ်ဆေးကိုလူစားထိုးခိုင်းကြောင်းပြောကမနက်ဖြန်ပွဲကိုနိုင်အောင်ကစားဖို့မှာသွားခဲ့ပါတယ်တစ်ဖက်မှာတော့ဆရာဝန်ကထဲကျွန်းမုတ်ကြောင်သိနေခဲ့ပါတယ်နောက်တစ်နေ့မှာတော့မနေ့ကရာရှိကထဲကျွန်းကိုလာခေါ်သွားပြီးပွဲလုပ်တဲ့သူကဒိုကန်ကြောင်ဖြစ်နေက4နာရီမထိုးခင်ထွက်ပြေးရမယ့်အစီအစဉ်ကြောင့်3နာရီမခွဲခင်ပွဲမစသေးပဲအမောက်သိပ်ပြီးအခန်းထဲကနေအပြန်ကာကွယ်ဆေးထိုးဖို့အခန်းရှိမှာဆရာဝန်ကစောင့်နေခဲ့ပါတယ်အဲ့နောက်မှာတော့ဆရာဝန်ကသူပြင်ပြီးထားတဲ့ဆေးကိုထိုးပြီးထဲကျွန်းကတော့နိုင်ကိုကြည့်နေကသူထွက်ပြေးလို့ရမယ်4နာရီမထိုးသေးခင်နိုင်ဝက်အလိုကိုကြည့်နေရင်နောက်အပိုင်းမှာထောင်ကထွက်နိုင်မလားဒါမှမဟုတ်ဆေးကြောင့်ပဲတိတ်ဆုံးသွားမလားဆိုတာကိုအပိုင်းလေးမှာပြန်တွေးကြမယ်ခင်ဗျ